မောင်ဗလာဟာဒိုင်နိုဆောအပြကိုကယ်ခဲ့ပြီးနောက်မောင်ဗလာနဲ့ဒိုင်နိုဆောအပြနဲ့ပေါင်းပြီးဒိုင်နိုဆောအနီကိုတက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒိုင်နိုဆောအပြငယ်လေးတွေမရှိတော့ဒိုင်နိုဆောအပြအမေကလည်းဝမ်းနေစွာနဲ့ကျန်နေခဲ့ပါတယ်မောင်ဗလာကလည်းကလေးစားချပြီးနောက်ထွက်သွားခဲ့ပါတယ်ဒိုင်နိုဆောအပြကလည်းမောင်ဗလာနောက်ကိုလိုက်ပြီးတငယ်ချင်းလုပ်ဖို့အမှုအရာနဲ့လုပ်ပြခဲ့ပြီးမောင်ဗလာကလည်းတဘောပေါက်ပြီးလက်ခံခဲ့တဲ့နောက်သူတို့တငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်သူစားဖို့တောဝက်တကောင်ကိုတွေ့ချင်းမှာပဲကြောက်လန့်ကိုကင်ပြီးလိုက်ခဲ့ပါတယ်ကိုထိခဏီမှာဒိုင်နိုဆောကကိုက်စားလိုက်ပြီးမောင်ဗလာကအဲ့ဒါကိုမကြည်မနှက်ဖြစ်နေခဲ့ပါတယ်နောက်ဆုံးမောင်ဗလာနဲ့တငယ်ချင်းဒိုင်နိုဆောတို့အမဲလိုက်ပြိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အမဲလိုက်ပြိုင်ဖို့တွေ့တဲ့တားကောင်ကတော့တောဝက်ဖြစ်ကနှစ်ယောက်စလုံးတူတင်ကိုတင်အပြိုင်လိုက်နေခဲ့ပါတယ်နောက်ဆုံးမှာမောင်ဗလာကကြောက်လန့်နဲ့တောဝက်ကိုပြစ်တက်ခဲ့ပြီးဒိုင်နိုဆောကတောဝက်ကိုလူစားခဲ့တဲ့နောက်မောင်ဗလာကစိတ်ဆိုးစွာနဲ့ရှိတာလေးကိုပဲကိုက်စားရပါတော့တယ်နောက်နေ့ရောက်တော့မောင်ဗလာတစ်ပင်ပေါ်တက်ပြီးဒီခူစားဖို့လုပ်နေချိန်မှာပဲဒိုင်နိုဆောကတစ်ပင်ကိုကောင်းတဲ့ပြေးဆောက်လို့မောင်ဗလာရောတစ်တီးပါပြုတ်ကျလာခဲ့ပါတယ်ပြုတ်ကျလာတဲ့တစ်တီးတွေကိုဒိုင်နိုဆောကအကုန်စားပြစ်တော့မောင်ဗလာကတီးမခံနိုင်ပဲနှစ်ယောက်တိုက်ခိုက်ဖို့လုပ်နေချိန်မှာမောင်ဗလာကစိတ်လျှော့ခဲ့ပါတယ်ညအိပ်ရင်လဲဒိုင်နိုဆောကအတန်ကျိနဲ့အိတ်ဟောက်နေတော့မောင်ဗလာခမစိတ်တွေညစ်နေခဲ့ပါတယ်အိမ်မရတဲ့နောက်ဆုံးတူကလေးတွေကိုတတိယနေခဲ့ပါတယ်နောက်နေ့မနေ့ရောက်တော့သူတို့ခရီးတွေဆက်နေချိန်မှာသမင်တကောင်ကိုတွေ့ခဲ့ပြီးအမဲလိုက်ဖို့လို့တော့မောင်ဗလာကဒိုင်နိုဆောကိုသူနဲ့အတူအမဲမလိုက်ဖို့တားဆီးခဲ့ပါတယ်ဒါပေမဲ့ဒိုင်နိုဆောကနားမထောင်ပဲသမင်ကိုကိုက်တက်လိုက်ပြီးမောင်ဗလာကလည်းဝင်လူခဲ့ပါတယ်ဒါကိုဒိုင်နိုဆောကမကြည့်နဲ့တော့နှစ်ယောက်စလုံးတိုက်ခိုက်ခဲ့ပါတယ်တိုက်ခိုက်နေချိန်ဒိုင်နိုဆောကမောင်ဗလာရဲ့လမ်းကိုကိုက်ချိုးလိုက်ပါတယ်မောင်ဗလာကလမ်းမရှိတော့နီးစက်ရာဒုတ်ကိုကောက်ကင်ပြီးတိုက်ခိုက်ခဲ့ပေမဲ့လေဒိုင်နိုဆောကိုမနိုင်ခဲ့ပါဘူးသူတို့တိုက်ခိုက်နေရင်မွေတော်ထဲရောက်သွားတာကိုတီးတော့နောက်ဆုတ်ပြီးပြေးနေချိန်မှာရုတ်တရက်ရေကြီးလာခဲ့ပါတယ်အဲ့ဒီချိန်မောင်ဗလာနဲ့ဒိုင်နိုဆောတို့မွေတွေကိုရင်ဆိုင်တိုက်ခိုက်ခဲ့ကအကြီးဆုံးမွေကိုဒိုင်နိုဆောကအနိုင်ယူပါတယ်မွေတွေကိုတိုက်ခိုက်အပြီးမှာပဲကြောက်ကဘာနာရောက်တော့ပြုတ်မကြအောင်လုပ်ခဲ့ပေမဲ့လေမရခဲ့ပါဘူးကြောက်ကဘာအမြင့်ကြီးပေါ်ကနေပြုတ်ကြတော့မောင်ဗလာကောင်းနဲ့ကြောက်တိုင်အကျဉ်းဆောက်မိပြီးမျောနေတာကိုဒိုင်နိုဆောကဝင်ကေခဲ့ပါတယ်မောင်ဗလာရဲ့ခေါင်းမှာတွေးတွေထွက်နေပြီးဒိုင်နိုဆောကလည်းမောင်ဗလာရဲ့ကြောက်လန့်ကိုတွားရှာပေးခဲ့ပါတယ်အဲ့ဒီနောက်မှာသူတို့နှစ်ယောက်ပြန်တဲ့ကြပြီးအမဲအတူလိုက်ကအတူစားတောက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာသူတို့နားကိုတောရိုင်းစင်ကြီးတအုပ်ရောက်လာခဲ့ပါတယ်အဲ့ဒီထဲကအဆွဲတစ်ဖက်ကျိုးနေတဲ့စင်ကအာနေပြီးအဖက်နဲ့အတူမလိုက်ပဲခွဲသွားခဲ့ပါတယ်အဲ့ဒီအဆွဲကျိုးနေတဲ့စင်ကိုမောင်ဗလာနဲ့ဒိုင်နိုဆောတို့ပေါင်းပြီးအမဲလိုက်ကတပ်ဖြတ်စားတောက်ခဲ့ပါတယ်မောင်ဗလာကသူမတက်ချင်ပေမဲ့လေရွေးချယ်စရာမရှိတဲ့အတွက်စင်ကိုတက်ပြီးစင်တရီကိုယူခဲ့ပါတယ်စင်အကောင်ကြီးတာကြောင့်အသားတွေစားမကုန်နိုင်အောင်ရခဲ့ပြီးစူဆောင်းဖို့အတွက်ပါရခဲ့ပါတယ်ခရီးလမ်းတစ်လျှောက်မှာနင်းတွေအရန်ကျနေတာကြောင့်ခရီးမဆက်နိုင်ပဲထိုင်ကွေးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာမောင်ဗလာကခုတစ်ခုကိုတွေ့တော့နှစ်ယောက်စလုံးကူထဲကိုတွားနာဖို့ဆုံးဖြတ်ခဲ့ပါတယ်တစ်ဖက်ကသူတို့တက်ခဲ့တဲ့စင်မှာကျန်နေတဲ့အသားတွေကိုမြေခွေးကလာစားနေခဲ့ပါတယ်မကြခင်မှာပဲတော်ရိုင်းစင်အုပ်တွေသူတို့အဖက်သားတည်နေတာကိုတွေ့တော့ဝမ်းနေစွာနဲ့ဝိုင်းနေကြပါတယ်အဲ့ဒီထက်ကစင်ကောင်းဆောင်ဟာဗလာတို့ရဲ့စင်ကနေတည်သွားတဲ့အသားအရာကနေချီယာတွေကိုတွေ့တော့ဗလာတို့နောက်ကိုချီယာခံပြီးလိုက်ခဲ့ပါတယ်